လက်နဲ့ခိုးရောင်းချတဲ့တပ်သားကို UWSA ကတည်တံ့ချမိတ်အားလုံးပဲမင်္ဂလာပါဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဆိုတာမြန်မာနိုင်ငံရဲ့လက်နက်ကင်တပ်ဖွဲ့တွေကအင်အားတောင်တင်းဆုံးလို့ပြောလို့ရပါတယ်လက်နက်ကင်အင်အား2000ကနေ3000ကြားထိရှိပြီးတော့မြန်မာနိုင်ငံရှေ့မြောက်ပိုင်းဝါကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့အုပ်ချုပ်မှုကိုလှုပ်ဆောင်တာဖြစ်ပါတယ်။ UWSA ဟာ1989ခုနှစ်မှာခွဲထွက်တည်ထောင်ခဲ့တာဖြစ်ပြီးတရုတ်ပြည်ဆိုရနဲ့လည်းနှိစက်မှုရှိပါတယ်။တရုတ်ဘက်က UWSA ကိုလက်နက်စစ်တင်တန်းတွေနဲ့စီးပွားရေးထောက်ပံ့မှုတွေလည်းရှိပါတယ်။ဝါဒေတာကိုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအနေနဲ့သာသတ်မှတ်ထားတယ်ဆိုပေမဲ့လည်းဒီဒေသတွေမှာဥပဒေစိုးမိုးရေးကစားလို့အပြည့်အဝထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။လက်တလောတွင်ဝါတပ်ဖွဲ့ထိန်းချုပ်ထားတဲ့နေမြေအတွင်းမှာဒေသစီရင်မှုတစ်ခုလည်းရှိခဲ့ပါတယ်။ဒါကတော့ဝါတပ်ဖွဲ့အတွင်းကလက်နက်ခိုးရောင်းချမှုကျူးလွန်ခဲ့တဲ့တပ်သားတို့ကိုဒေသစီရင်ခဲ့တာပဲဖြစ်ပါတယ်။အဆိုပါတပ်သားဟာလက်နက်ခဲယမ်းများကိုခိုးယူပြီးတော့ TNN ဖွဲ့ထံနဲ့အခြားလက်နက်ကိုင်ဖွဲ့တွေထံသို့ရောင်းချခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကြီးခိုးယူတဲ့တပ်သားကြောက်အိုက်ကိုင်ကကြီးစံတက်တာတစ်လုံးမှာကြီးစံတောင်800ပါတဲ့စုစုပေါင်းကြီးစံတက်တာ40စုစုပေါင်းကြီးတော့3200တောင်ကိုခိုးယူပြီးအဲ့ထဲကကြီးတော့တထောင်ကိုကိုရိုင်းသုံးလိုက်တယ်လို့တရားစီရင်ချိန်မှာမှတ်တမ်းရုပ်သံဖိုင်မှာရှင်းပြထားပါတယ်။ကြီးစံစုစုပေါင်းရောင်းရငွေက3100တောက်ကို1015ရွမ်နှုန်းနဲ့စုစုပေါင်းတရုတ်ငွေ4,650,000ရွမ်ဖြစ်ပါတယ်။ဒီလိုဖြစ်စဉ်ဟာဝါရဲ့အခြေခံဥပဒေကိုစန့်ကျင်တာကြောင့်တည်တံပါလို့ခန္ဓာမှာကျွညာသွားခဲ့တာပဲဖြစ်ပါတယ်။တည်တံစီရင်မှုကိုတော့ UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ပန်းစမ်းမြို့ကတရားစီရင်ခန္ဓာနဲ့မေလ14ရက်မနက်ပိုင်းကပြုလုပ်ခဲ့တာဖြစ်ပါတယ်။တရားစီရင်တဲ့ခန္ဓာကိုပန်းစမ်းမြို့စာတင်ကျောင်းအလုံးရှိကျောင်းသားကျောင်းသူများနဲ့ဒေသခံများကိုလာရောက်ကြည့်ရှုစေခဲ့ကြောင်းလည်းသိရပါတယ်။တည်တံကဒီမနေ့ပေးတာပါ။တည်တံကတယောက်တည်းပဲကယ်ရီလုပ်ပေးတဲ့တယောက်ကထောင်ထဲချမှတ်ခင်ရပါတယ်လို့ပန်းစမ်းမြို့ကဒေသခံတအုပ်ထံကနေသိရပါတယ်။တည်တံစီရင်တဲ့အခမ်းအနားကိုဝါတပ်ဖွဲ့ရဲ့ဗဟိုဆိုရဌာနတွေနဲ့တပ်ဖွဲ့တည်တရာကိုယ်စားလှယ်တွေတပ်မတည်တရာဒုတပ်ဖွဲ့ခွဲစင်းနဲ့အထက်ကေတာတွေထောက်ပံ့ပို့ဆောင်ရေးဌာနကဌာနဆိုင်ရာအဆင့်အရာရှိတွေအရန်တရဲကဒုတရင်အဆင့်နဲ့အထက်ရာရှိတွေကိုရောင်စီမံခန့်ခွဲရေးကအဓိကကေတာတွေတက်ရောက်ခဲ့တယ်လို့လည်းသိရပါတယ်။တည်ရန်ချမဲ့ခင်ရတဲ့တရန်ခန့်နဲ့ကယ်ရီလုပ်ပေးသူတို့ကို TNN တပ်ဖွဲ့ထံရောင်းချနေတဲ့ချိန်မှာဖမ်းဆီးရမိခဲ့တာကိုလည်းသိရပါတယ်။ UWSA အတွင်းမှာတည်ရန်စီရင်တာကပထမဆုံးချိန်တော့မဟုတ်ပဲဒီလိုစီရင်မှုတွေကိုမကြာခဏပြုလုပ်လေ့လည်းရှိပါတယ်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့ဒီမှာလည်းအခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုပရိသတ်ကြီးတို့အတွက်တင်ဆက်ပေးဦးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and follow လုပ်ပြီးတော့စောင့်ကြည့်ပေးဖို့မမေ့ပါနဲ့ဟုတ်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့စူတာမီတာစကားလေးလက်ဆောင်ပိုင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေ။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။